လည်းစင်ကျောင်းသားကျောင်းသူများ၏စကားရည်လူပြိုင်ပွဲကျင်းပမည်ဖြစ်ပါရဲ့ရှင်စကားရည်လူအဖွဲ့ကျင်းပါဝင်ရှင်ပြိုင်မဲ့ကောင်စီလေးကတော့အစိုးနိုင်ငံတကာသုံးဘာသာစကားကမိခင်ဘာသာစကားထက်ပိုအရေးကြီးရဲ့အခြေမိခင်ဘာသာစကားကနိုင်ငံတကာသုံးဘာသာစကားထက်ပိုအရေးကြီးရဲ့အစိုးကျင်းဖြစ်ပါဝင်ရှင်ပြိုင်မည်စတမရမအမတ်တူတူလင်းလိုက်ထက်အစိုးနဲ့အပြေပါဝင်ရှင်ပြိုင်မည်အထမရမအမတ်ပြည်ကျစင်သာအခြေကြီးအဖြစ်ပါဝင်ရှင်ပြိုင်မည်တတမရမအမတ်တရတီဆိုင်အခြေနဲ့အဖြစ်ပါဝင်ရှင်ပြိုင်မည်တတမရမအမတ်ဖေမေဖြူစင်အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ LSY EJ ကိုပါတဲ့အကြောင်းမှာပညာသင်ယူနေတဲ့စနမရဲ့အကြောင်းသူလေးမတ်တူတူလလထက်ပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျမကတော့နိုင်ငံတကာသုံးဘာသာစကားကမိခင်ဘာသာစကားထက်ပိုအရေးကြီးတယ်ဆိုတဲ့အဆိုကိုတင်ပြပါမယ်အဆိုရှင်လေးပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့ကဘာကြီးဆိုတာတက်လုံးနဲ့ရှိတာပါရှင်ဒါပေမဲ့အဲ့ဒီလုံးထဲမှာနိုင်ငံနဲ့တီးတီးကွဲထွက်နေကြပါရဲ့ရှင်အဲ့လိုမျိုးနိုင်ငံတွေကွဲထွက်နေရတဲ့မြဘာသာစကားတွေရေကျင်းမှုတွေရိုးရဒလိထုံးစံတွေမတူညီကြပါဘူးရှင်အဲ့ဒီလိုမျိုးမတူညီတဲ့အရာတွေကိုလေ့လာမှုအတွက်ဆိုရင်တော့နိုင်ငံတကာသုံးဘာသာစကားတွေတတ်ထားမှုလိုတယ်နော်လူတိုင်းကစူးစမ်းလေ့လာရတာကိုစိတ်ဝင်စားတဲ့သူတွေကြီးပါပဲရှင်ဘသူကမှတော့ဖတ်နွားချစ်ရကွက်တွေကဖားတငယ်လေးလို့နေချင်ကြမှာလေရှင်ဆိုလိုချင်တာကအခုခေတ်လူငယ်တွေနဲ့ဥပမာပြောရမယ်ဆိုရင်အခုခေတ်လူငယ်တွေကမြန်မာနိုင်ငံမှာအပြင်အခြားနိုင်ငံတွေကိုပါသွားချင်ကြရလေမဟုတ်ဘူးလားပြည်သက်ကြီးတို့ရဲ့အဲ့လိုမျိုးသွားမယ်ဆိုလို့ရှိရင်မိခင်ဘာသာစကားတစ်ခုတည်းတက်ထားမယ်ဆိုရင်သူများပြောနေတာကိုမျက်စိတငယ်နားတငယ်လေးနဲ့ကြာကြည့်နေရလိုက်မယ်နော်အဲ့ဒီအတွက်မမတို့ကနိုင်ငံခြားမသွားပါဘူးမြန်မာနိုင်ငံမှာနေမှာပါဆိုလဲအလောက်ကအခွင့်အလမ်းနေမှာကွာပါတယ်နော်မိခင်ဘာသာစကားတစ်ခုတည်းတက်ထားတဲ့သူရဲ့ဒလစာဝင်နဲ့နိုင်ငံဘာသာမျိုးစုံတက်ထားတဲ့သူရဲ့ဒလစာဝင်ရဲ့စင်နဲ့စိတ်လောက်ကွာပါတယ်ရှင်အဲ့ဒီအတွက်မမတို့ရဲ့စဉ်းစားပါအောင်နော်လောက်ကခွင့်လဲကောက်ကောက်လေးကိုလိုချင်လားဒါမှမဟုတ်မကောင်းတာကိုလိုချင်လားကောက်ကောက်လေးလိုချင်နေဆိုရင်တော့နိုင်ငံတကာသုံးဘာသာစကားတွေထပ်ထားဖို့လိုအပ်ပါတယ်နော်ပြီးတော့မမတို့ကြိုက်တဲ့တကဘာလုံးသိတဲ့နီနီလေးတို့တဲစုငိမ့်တို့လို Miss Grand မြန်မာလို့တောင်းမယ်ဆိုရင်တော့မှမိခင်ဘာသာစကားနဲ့တောင်းလို့ရလို့လားရှင်မမတို့ကပါလဲဟိုမှာ yes or no နဲ့ thank you ပြောပြီးပဲပြန်လာတော့မှလားရှင်ဒါဆိုလို့ရှိရင်တော့ခရမ်းကျတိစာမိမလားကျဲဥစာမိမလားဆိုတာမတွေ့ရစရာပဲနော်ပြီးတော့မမတို့နိုင်ငံခြားမှာ medical check up သွားလုပ်မယ်အနည်းဆုံးဘန်ကောက်မှာသားလုပ်မယ်ဆိုရင်တော့မှမိခင်ဘာသာစကားနဲ့မိခင်ဘာသာစကားတစ်ခုတည်းနဲ့တာပြောကြည့်ပါလားရှင်စင်မြူခင်းမှာလှိုက်လဲစာကြိုးဆိုပါဤဆိုတာဖြစ်သွားမယ်နော်အဲဒါမှသင်မင်းကိုသွားပြီးမလုပ်ပါနဲ့ဟိုးစောမလုပ်ပါနဲ့ဆိုရင်တတ်လို့မရဘူးနော်ပြည်သက်ကြီးတို့ရဲ့အဲ့ဒီအတွက်နိုင်ငံသားမှာအသက်ရှိရှိနဲ့ကိုကြိုက်တာကိုလုံးမယ်ဆိုလို့ရှိရင်တော့နိုင်ငံတကာသုံးဘာသာစကားတွေတတ်ထားမှုလိုအပ်ပါတယ်နော်အဲ့ဒီအတွက်ပြည်သက်ကြီးတို့ရဲ့ဟိုဘက်ကအခြေမမတွေကိုနိုင်ငံတကာသုံးဘာသာစကားကမိခင်ဘာသာစကားထက်ပိုကောင်းတယ်ဆိုတာအခြေကြီးအော်ပြောလိုက်ကြပါဦးရှင်အဲ့ဒီအတွက်နိုင်ငံတကာသုံးဘာသာစကားကမိခင်ဘာသာစကားထက်ပိုအရေးကြီးတယ်ဆိုတဲ့အဆိုကိုကျွန်မရဲရဲကြီးတင်သွင်းလိုက်ရပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ခုနကျမကတော့ညီမလေးပြောသွားတဲ့နိုင်ငံတကာသုံးဘာသာစကားမိခင်ဘာသာစကားတဲ့ပိုရေးကြည့်တယ်ဆိုတဲ့အဆိုလုံးဝလက်မခံနိုင်တဲ့အတွက်ပြန်လဲချိန်ပသွားမယ်အခြေရှင်မတ်တဲရိုက်ဆိုင်ပဲဖြစ်ပါရဲ့ရှင်ခုနညီမလေးကပြောသွားရပေါ့နော်ဘန်ကောက်မှာစေးတော့ကူဖို့ဆိုလို့ရှိရင်နိုင်ငံတကာသုံးဘာသာစကားတက်ထားမှရမယ်တဲ့ဟုတ်ရဲ့လားညီမလေးရဲ့သေချာပြန်စဉ်းစားကြည့်ပါဦးအမတို့နိုင်ငံကိုသွားမယ်ဆိုအရင်ဆုံးသူ့နိုင်ငံရဲ့မိခင်ဘာသာစကားအရင်ဆုံးလေ့လာရမဟုတ်လားညီမလေးရဲ့ဘယ်နိုင်ငံမှာဖြစ်ဖြစ်သူတို့ရဲ့မိခင်ဘာသာစကားကအရေးကြီးဆုံးပါပဲညီမလေးရဲ့ကိုကအဲ့ဒီမှာသူတို့ကနေ့စဉ်နေ့တိုင်းသူတို့ရဲ့မိခင်ဘာသာစကားကိုပြောကြရပါညီမလေးကပဲအရင်ဆုံးအဓိကနဲ့တမန်ညကိုကွယ်ပြလေ့လာလိုက်ပါဦးညီမလေးရဲ့ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်သူ
တို့ရဲ့မိခင်ဘာသာစကားနဲ့နိုင်ငံတကာသုံးဘာသာစကားဆိုရင်မိခင်ဘာသာစကားဒါအရေးကြီးဆုံးပါရှင်ညီမလေးတို့ရဲ့နိုင်ငံတကာသုံးဘာသာစကားတော့ဒုတိယပေါ့ဒုတိယဆိုတဲ့ကအရေးမကြီးလို့ပါရှင်တနည်းအားဖြင့်ပြောရရင်တော့အရက်ဟစ်ဝဲလို့ပါလေရှင်ပြီးတော့ဘယ်နိုင်ငံတကာသုံးလို့ပြောရင်နော်နိုင်ငံတကာသုံးဆိုတဲ့အသုံးချကတက်ပါပဲရှင်ကျမတို့ရဲ့အောင်မြင်မှုတဲ့အသုံးချကတက်ပါပဲရှင်အခုကလူငယ်တော်တော်များများနိုင်ငံတကာသုံးဘာသာစကားမိခင်ဘာသာစကားတဲ့ပိုလေးထားနေရတွေ့ရပါရဲ့ရှင်အဲ့ဒါကိုမြင်ရတော့ကျမအင်မတန်မှစိတ်မကောင်းဖြစ်မိပါရဲ့ဘာဖြစ်လို့လဲဆိုတော့ပြိတ္တကြီးကိုပဲစဉ်းစားကြည့်ပါနိုင်ငံဖြစ်တည်လာဖို့အတွက်ဘာသာစကားတူကလိုအပ်ပါရဲ့ရှင်ကျမတို့ရဲ့မိခင်ဘာသာစကားဆိုတာကျမတို့ပိုးငယ်ငယ်လေးတွေကပြောတတ်ခဲ့တဲ့စကားပါကျမတို့ကြီးလာလို့နိုင်ငံတကာသုံးဘာသာစကားသိတာအဲ့ဒီဘာသာစကားကိုတိုက်ရိုက်သင်လို့မှမရတာရှင်ကျမတို့ရဲ့မိခင်ဘာသာစကားနဲ့တစ်စိပြန်သင်ရမဟုတ်လားညီမလေးရဲ့ဒါကြောင့်မို့အမတို့ရဲ့မိခင်ဘာသာစကားပိုရေးကြည့်ရပါရှင်မိခင်ဆိုတာခေါင်းမှာဥထိတ်ထားစရာပါလိုတဲ့နေရာမှာသုံးတဲ့အသုံးချကံပစ္စည်းမှာဖုတ်တာရှင်မျက်နှိုးစရာတန်မိုးထားစရာပါဒီလိုပါပဲကျမတို့ရဲ့မိခင်ဘာသာစကားနေရာတိုင်းအချိန်တိုင်းမှာအသုံးချခြင်းမှာအသုံးချပါပဲဒါပေမဲ့ကျမတို့လူမျိုးရဲ့ဘာသာစကားဖြစ်တာနဲ့တန်မိုးကညစ်နေပါပြီရှင်ဒါကြောင့်မို့ကျမတို့ရဲ့မိခင်ဘာသာစကားအရေးကြီးတာပေါ့မိခင်ဆိုတာလူသားတွေအတွက်အရေးကြီးဆုံးပါပဲဖျားနေအောင်တကိုင်းနဲ့ထားရတဲ့မိခင်ဆိုတော့ဘယ်နိုင်ငံဖျားနေအောင်တကိုင်းနဲ့ထားရတဲ့မိခင်ဆိုတော့ကျမတို့ရဲ့မိခင်ဘာသာစကားဘယ်နိုင်ငံကဘာသာစကားတွေလည်းပဲရှင်ထိတ်ဆုံးကအရေးကြီးပါရဲ့ရှင်ဒါကြောင့်မို့မိခင်ဘာသာစကားနိုင်ငံတကာသုံးဘာသာစကားတဲ့ပိုရေးကြီးတယ်ဆိုတဲ့အခြေကိုရဲရဲကြီးပြက်လက်ချိန်ပါလိုက်ရပါရဲ့ရှင်မင်္ဂလာပါရှင်ကျမကတော့နိုင်ငံတကာသုံးဘာသာစကားကမိခင်ဘာသာစကားထက်ပိုကြီးကြီးတယ်ဆိုတဲ့အဆိုကိုတင်ပြသွားမယ်ကျမမပြည့်ကျယ်စင်တာပဲဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်နော်နိုင်ငံတကာသုံးဘာသာစကားကတကယ်ကိုရေးကြီးရဆိုတာဒီဘက်ကချစ်ရှင်ညီမလေးရောဟာရီယာပြိတ္တကြီးတော့သိကြမယ်လို့ထင်ပါတယ်ရှင်ညီမလေးဒီကိုကခရီးတစ်ခုသွားမယ်ပဲထားပါအောင်စားတော့ဆိုင်တွေသွားမယ်ပဲထားပါအောင် join လက်တော့ဘာလို့ဆိုတာညီမတို့တွေရေးထားလို့လားကွယ်ကိုကသွားမယ်ဆိုအင်တာတို့တက်စီကွန်တို့ပြောပြီးသွားကြလို့လား join လက်ကဗမာလဲလို့ပဲမေးပြီးသွားကြတာလေညီမလေးတို့ခုသုံးနေတဲ့ cosmetic မှာဆိုရင်ရောအကုန်လုံးနားလေတဲ့နိုင်ငံတကာသုံးဘာသာစကားနဲ့ပဲရေးထားတာမဟုတ်ဘူးလားကွယ်ဒါကြောင့်မလို့နိုင်ငံတကာသုံးဘာသာစကားကမိခင်ဘာသာစကားထက်ပိုရေးကြီးပါတယ်နော်ပြီးတော့ဟောဆောင်းနာကချေရှင်ညီမလေးကပြောသွားပါသေးတယ်အရန်ဟင်းနဲ့ဘာအရန်ဟင်းနဲ့ဆိုတော့အရန်ဟင်းမပါရင်ရောထမင်းစားဖို့ဖြစ်လို့လားနော်ညီမလေးအခုပကံမှာလေကိုကြီးတို့မကြီးတို့မြန်မာလိုလည်းရှင်းပြမယ်လေအင်္ဂလိပ်လိုလည်းရှင်းပြမယ်လေဆိုတဲ့မောင်လေးဘာလို့နာမည်ကြီးနေလဲသိလားဒါကကိုယ့်ရဲ့နိုင်ငံတကာသုံးဘာသာစကားကိုလဲလဲဝဲဝဲပြောတတ်တာကြောင့်မို့လို့လေနိုင်ငံခြားသားတွေလာပြီးဆိုရင်လေကို့အမိမြေရဲ့ယဉ်ကျေးမှုကိုချပြလို့လည်းရတယ်လေညီမလေးအဲ့ဒီကလေးတွေလောက်မှညီမလေးမပြောတတ်ဘူးဆိုရင်ကိုပြန်သုံးသပ်ဖို့လိုနေပြီနော်ညီမလေးရဲ့နိုင်ငံတကာစီးပွားရေးပွဲတက်တယ်ဆိုရင်ပဲထားပါဦးညီမလေးကဘလို့သွားပြောမှလဲသူတို့နိုင်ငံရဲ့ဘာသာစကားလေးတစ်ခုတော့မတက်ဘူးဆိုရင်ညီမလေးခမ်းမလဲမှာငုတ်တုံမင်းနေပါအောင်မယ်နော်ဒီလိုပါပဲကျမတို့ကမြန်မာစကားကိုကျမတို့မိခင်မြန်မာစကားကိုအရေးမကြီးဘူးရေးမပါဘူးလို့ကျမပြောချင်တာမဟုတ်ပါဘူးဒုနေရဒုတော့နေရတော့လေကျမတို့ကမချစ်တော့လဲအောက်ကနမ်းရမှာပါပဲလေရှင်ကျမတို့အမိမြေမှာလည်းမွေးစားရတဲ့စကားလုံးတွေဆိုတာရှိပါရဲ့နော် driver တို့ driver တို့ပေါ့ driver ကိုဘယ်လိုပြောမှလဲညီမလို့ရှိလေးကုန်ခန့်အချိန်ကုန်ခန့်ညီမလေးပြောမို့လားစီစဉ်ညွှန်ကြားသူဆိုပြီးတော့အဲ့လိုမျိုးတွေအရှိန်ပြောနေမဲ့စအကုန်လုံးနားလည်မဲ့စကားလုံးလေးတစ်လုံးပြောလိုက်တော့မပြီးတော့ဘူးလားညီမလေးရဲ့ driver ရောဒီဘက်ခေတ်ထဲမှာကောင်းမောင်းသူလာပါဦးလို့ပြောလိုက်လို့ရှိကြသေးလို့လားညီမလေးရဲ့ driver လို့ပဲခေါ်ကြတာပဲမဟုတ်လားဒါကြောင့်မလို့အချိန်ကုန်လူပင်မှမခံမဲနဲ့အကုန်လုံးနားလည်မဲ့စကားလေးတစ်လုံးပဲပြောလိုက်တော့ပြီးသွားတယ်မဟုတ်ဘူးလားညီမလေးရဲ့ညီမလေးကိုနောက်ဆုံးနေ့တစ်ခုသတိပေးလိုက်မယ်နော်ညီမလေးဒါနာနဲ့တီးတော့ပါရင်တေကာမတိရေဘူးနဲ့ဖနှမ
ပါရင်ຫນွေကမှတိဘာသာစကားမပြောတတ်ဘူးဆိုလို့ရှိရင်ညီမလေးခရီးသွားမှသိမယ်နော်ကဘာပတ်မယ်ဆိုရင်မင်္ဂလာပါတစ်လုံးမဲ့လက်ဆွဲတာလို့များပါအောင်ညီမလေးရဲ့လူဝင်မှုကြီးကြပ်ရေးဖြတ်မယ်ဆိုရင်လေညီမလေးအဲ့ဒီမှာအူအော်အီအားတွေတော့လုံးမယ်ဆိုတို့ကတခေါက်မဲ့ပြောလိုက်မယ်နော် sorry you can go back bye ဆိုပြီးညီမလေးအိမ်ပြန်လာရမှာပါဒါကြောင့်မလို့နိုင်ငံတကာသုံးဘာသာစကားကမိခင်ဘာသာစကားထက်ပိုရေးကြည့်ရဲဆိုတဲ့ဆိုကိုကျမတင်ပြလိုက်ရပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဟိုဘက်ကအဆိုရှင်ပြောသွားတယ်နိုင်ငံတကာသုံးဘာသာစကားမိခင်ဘာသာစကားထက်ပိုအရေးကြီးတယ်ဆိုတော့လုံးဝလက်မခံနိုင်လို့ရဲကြီးပြန်လဲခြေပသွားမယ်အခြေရှင်မဲဖြူစင်မဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟိုဘက်ကအဆိုရှင်မမပြောသွားပါတယ်ကျမတို့တန့်နိုင်ငံနေသွားတဲ့အခါမှာ toilet လို့ပဲရေးထားပါတယ်တဲ့ဒါဆိုရင်မမမျက်လုံးမျက်မှုံနေသလားမသိဘူးနော်အမျိုးသားအမျိုးသမီးတန့်နိုင်ငံဆိုတဲ့စိုင်းဘုတ်တွေကိုမမဘလို့မျက်ကြော်ခေါ်လာတယ်လဲရှင်နောက်ပြီးဆောအဆိုရှင်မမပြောသွားပါသေးတယ်ရှင်ကဘာပတ်တဲ့အခါနိုင်ငံတကာကိုခရီးသွားတဲ့အခါကျမတို့ကအင်္ဂလိပ်လိုပဲပြောရတယ်တဲ့ကျမတို့ကအင်္ဂလိပ်လိုမတတ်လို့မရဘူးဆိုတော့မမရဲ့စကားပြန်နေအောင်ညီမလေးတို့ငားရတာရေဘူးတဲခိုင်းဖို့မဟုတ်ပါဘူးနော်ဟုတ်ကဲ့ပါရှင်အားလုံးရဲ့ရေသားမြစ်ကမိခင်ဘာသာစကားပါပဲရှင်ငစိမ့်မြင်ငကင်ပြတိုင်းတစ်ဘာသာဘာသာစကားကိုအထင်ကြီးပြီးကိုမိခင်ဘာသာစကားကိုကြအထင်သေးပြီးချောင်ထိုးရတဲ့မမတို့ကိုပြောချင်တာအမေကြော်ပြီးတွေးတော့မလွမ်းပါနဲ့ရှင်ဒါဦးမဇဘိုးစံချင်နေသေးတယ်ဆိုရင်တော့ဆရာကြီးတခင်ကိုတော်မိုင်းနာမည်တက်ပေးခဲ့တဲ့မစ္စတာမမိုင်းမစ္စတာကိုကိုမစ္စစ်မမလို့ခေါ်နေရမှာပေါ့ရှင်ဆီယမငွေတာရေးထားတဲ့တာတိမြေဆိုတဲ့ကြပြားထဲကသူ့မြေမှာဖြူပြပွင့်ရင်ဖြစ်ငါမြေမှာနီဝါတင်းရမှာပေါ့ဆိုတဲ့ကြပြားစာသားတိုင်းတစ်ဘာသာယဉ်ကျေးမှုနဲ့တိုင်းတစ်ဘာသာဘာသာစကားသူတို့နိုင်ငံမှာတင်တယ်လို့ကျမတို့ရဲ့ယဉ်ကျေးမှုနဲ့ကျမတို့ရဲ့ဘာသာစကားရောဘာဖြစ်လို့များကျမတို့ရဲ့နိုင်ငံမှာမတင်နိုင်တာမှလဲရှင်ကျမတို့မြန်မာလိုမပြောတတ်တော့ဘူးမြန်မာစာဘလို့ရေးမလဲတော့မင်းနေပြီဆိုပြီးဒီနေ့ကဇွတ်ဘိုးစံနေနေတဲ့လူတချို့ဂုံယူတရားလို့ထင်မှတ်ပြီးပြောတတ်ကြပါတယ်ရှင်ဒါတကယ်တော့တော်တော်လေးကိုရှက်စရာကောင်းနေဆိုတာသူတို့မသိပါဘူးရှင်အဖေမြမအမေမြမမွေတဲ့မြမစစ်စစ်တယောက်ဖြစ်ပြီးမြမစကားကိုအခြေခံတော့မရှင်းတဲ့မပြောတတ်ဘူးဆိုရင်ဒီမြေပေါ်မှာနေဖို့မထိုက်တန်ဘူးလို့ပဲကျမတော့ပြောချင်ပါတယ်ဇွတ်မစ္စတာဇွတ်မစ္စစ်တို့ရေကျမတို့ရဲ့မိခင်ဘာသာစကားဖြစ်တဲ့မြမဘာသာစကားကိုကျမတို့ကမှမထိန်သိရင်ကျမတို့ရဲ့ယဉ်ကျေးမှုတွေကပျောက်ပြတ်လာနိုင်ပြီဒီနေ့ခေတ်မှာဆိုရင်ဗန်စကားတွေအင်္ဂလိပ်လိုတွေညှက်ပြီးတော့ပြောလာတဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ယဉ်ကျေးမှုတွေကပျောက်ပြတ်လာပြီပေါ့ရှင်ဒါတွေကကျမတို့အတွက်တော်တော်လေးကိုမှရှင်းနာကြကောင်းပါတယ်ဒီတိုင်းသာဆက်သွားနေမယ်ဆိုရင်တော့ကျမတို့ရဲ့နိုင်ငံကြီးကဘိုးချုပ်ပြောခဲ့တဲ့ဟိုနိုင်ငံကြီးဖြစ်လာတော့မှာပေါ့ရှင်နောက်ဆုံးအနေနဲ့အစုံမမတို့ကိုပြောချင်တာပထွေးဘလောက်ကောင်းကောင်းမိခင်မြတ်တာကိုတော့မမိနိုင်ပါဘူးရှင်ဒါကြောင့်မို့လို့အမေကြော်ပြီးတွေးတော့ထပ်မလွမ်းမို့